ဒီဗီဒီယိုလေးမှာတော့ဇက်ကြောမကြာခဏတက်တဲ့သူတွေလှုပ်တဲ့အကျော်လျှော်နီလေ့ကျင့်ခန်းတချို့ကိုမျှဝေပေးသွားပါမယ်။လေ့ကျင့်ခန်းမလုပ်ခင်ဇက်ကြောနှစ်ဖက်လုံးကိုလိမ့်စီစီတစ်မျိုးမျိုးလိမ့်ထားပေးရပါမယ်။ပထမဆုံးလေ့ကျင့်ခန်းလေးကတော့ယခုမြင်တွေ့ရတဲ့အတိုင်းလက်မနှစ်ဖက်နဲ့တွန်းကာဇက်ကိုမော့နိုင်သမျှမော့ပြီး3စက္ကန့်တင်းထားရပါမယ်။9ချိန်မှ10ချိန်ထိပြုလုပ်ပေးနိုင်ပါတယ်။ဒုတိယလေ့ကျင့်ခန်းလေးကတော့ခေါင်းကိုငုံပြီးလက်နှစ်ဖက်နဲ့ရင်ဘတ်ထိရောက်နိုင်သမျှရောက်အောင်ဖိချပေးရပါမယ်။3စက္ကန့်ဖိချပြီး9ချိန်မှ10ချိန်ထိအကျော်လျှော့ပေးနိုင်ပါတယ်။နောက်တစ်မျိုးကတော့ခေါင်းကိုဘဲညာလှည့်ကလက်ချောင်းလေးများဖြင့်တွန်းပြီးအကျော်လျှော့ပေးရပါမယ်။3စက္ကန့်တင်းထားပြီး9ချိန်မှ10ချိန်ထိပြုလုပ်ပေးနိုင်ပါတယ်။နောက်တစ်မျိုးကတော့ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းခေါင်းကိုဘဲညာဆောင်းပြီးလက်ဖြင့်ဆွဲကအကျော်လျှော့ပေးရပါမယ်။3စက္ကန့်ဆွဲထားပြီး9ချိန်မှ10ချိန်ထိပြုလုပ်ပေးနိုင်ပါတယ်။တတိထားမှာတကူကမိမိခံနိုင်တဲ့ပမာဏထက်ပိုပြီးတော့မဆွဲရပါဘူး။အုံလွဲနေတဲ့သူတွေကြီးပေါင်းကြောင်ခြားခြားလဲအောင်မူးနေတဲ့သူတွေခေါင်းမူးနေတဲ့သူတွေကတော့တတိထားပြီးတော့စနစ်တကျပြုလုပ်ပေးရပါမယ်။အဆုံးထိကြည့်ရှုပေးကြသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။